ထာပြည့်ရှင်မင်းကိုကြောခိုင်း၍ထွက်ခွာမိဖုရားစောမောလာနှလုံးသားတစ်ဆက်ဆက်နာရင်းနှီးစရာဖြစ်ပြက်များသမိုင်းတွင်ကြံလေတာထက်ရောက်မြူတဲ့နှတောင်တော်လေးကြောင့်လမ်းခွဲရပြီတခါကြောခိုင်း၍ထွက်ခွာမိဖုရားစောမောလာနှလုံးသားတစ်ဆက်ဆက်နာရင်းနှီးစရာဖြစ်ပြက်များသမိုင်းတွင်ကြံလေတာထက်ရောက်မြူတဲ့နှတောင်တော်လေးကြောင့်လမ်းခွဲရပြီတခါဆုံးကိုဝင်ဆိုယောမိဖုရားပဲအပြိုင်အဆိုင်ဟာမုံပါစေတရင်အမျက်